ဟဲ့တင်ဝါရဲ့ဥတီယာကိုတင်ဘယ်လိုဆုံးဖြတ်မလဲတခါတလေမှာဘောကကိုစိန်ခေါ်နေတယ်လို့မျိုးခံစားရဘူးလားအလုပ်ဆင်းကနေမှထိမပါပဲမိုးထရွာတာတော့လမ်းလေးကောင်မှဖက်နှက်ပြက်သွားတာ presentation လုပ်ခါနေမှာ PowerPoint ကပါမလာတာတို့လိုမျိုးပေါ့အဲ့လိုအခြေအနေတွေဖြစ်လာရင်ဘယ်လိုတုံ့ပြန်မလဲဒါက90-10နေရာမှာပဲဘဝရဲ့10%ကတင်းလက်ထဲမှာမရှိဘူးသူ့အလိုလိုဖြစ်နေတာဥပမာတခြားသူတယောက်ရဲ့မရင်ကြီးတဲ့အပြုအမူကိုခံရတာတော့လိုမျိုးပေါ့ဒီအရာတွေကိုသင်ပြောင်းလဲလို့မရအောင်ဒါပေမဲ့တည်င်းကောင်းကဘဝရဲ့90%ကိုသင်ထိန်းချုပ်လို့ရတယ်ဘယ်လိုလဲသင်ရဲ့တုံ့ပြန်မှုနဲ့ပေါ့10%ဖြစ်ရကိုဘယ်လိုမြင်မလဲဘယ်လိုဖြည့်ရှင်းမလဲဆိုတာကကျန်တဲ့90%အရေးသူဆုံးဖြတ်တာပဲဖြစ်တယ်ဥပမာမနက်ကင်းယုံသွားကနေမှဆိုင်ကပိန်းပေါက်သွားတာလိုမျိုးပေါ့ဒါကိုစိတ်ဆိုးပြီးတော့ဒေါသထွက်နေတင်အပါဝင်တင်မိသားစုတနေ့တာပျော်ရွှင်မှုတွေပျက်စီးသွားလိုက်မယ်ဒါပေမဲ့စိတ်အေးထားပြီးတော့ဖာလိုက်မယ်ရုံးကိုလည်းနောက်ချမဲ့အကြောင်းအကျိုးအကြောင်းဖုံးဆက်ပြပြလိုက်မယ်အဲ့ဒီ10%ကကျန်တဲ့တင်90%ကိုမလွှမ်းမိုးနိုင်တင်ရဲ့တုံ့ပြန်မှုကတင်ရဲ့ရက်ကိုဖန်နေတာပဲဖြစ်တယ်90-10နေရာမှာကတင်ဘဝကိုတင်ကိုခေါင်းဆောင်နေအောင်ပေးလိုက်တာပဲဖြစ်တယ်ထိန်ချုပ်လို့မရတဲ့အရာတွေကိုလွတ်ချလိုက်ပါထိန်ချုပ်လို့ရတဲ့ကျန်တဲ့90%ကိုအာရုံစိုက်ပါဒီရိုးရိုးရှင်းရှင်းနီးလန်းလေးကိုမသိခဲ့လို့မလိုလားအပ်တဲ့ခေါင်းချောက်စရာပြဿနာတော်တော်များများကိုကျမတို့ရင်ဆိုင်ခဲ့ပူပါတယ်တကယ်တော့ပြဿနာအလုံးရဲ့တရားခံကကျမတို့ကိုယ်တိုင်ပဲဖြစ်ပါတယ်ကဲယခုကစပြီးတော့90%တော့ပိုင်ဆိုင်မှုကိုဘယ်လိုတုံ့ပြန်ကြမှာလဲကျေးဇူးတင်ပါတယ်